ဇာလန်းဆမှာတော့မောင်နှမနှစ်ယောက်ကဖခင်ခီးကပြန်လာမှဖြစ်တာကြောင့်ကျောင်းပြန်လမ်းမှာအမြန်ပြေးလာနေကြပါတယ်။ဖခင်နာရောက်တဲ့ခါမှာတော့ဘာလက်ဆောင်ပါလဲမေးကလက်ဆောင်တောင်းတဲ့ခါမှာတော့ဖခင်ဖြစ်သူကသားဖြစ်သူအတွက်ဆွဲဆုံးကျန်းစာအုပ်တအုပ်နဲ့ကဏ္ဍပေါက်ဆက်ကိုပေးလိုက်ပြီးသမီးဖြစ်သူအတွက်ဘုံမရုပ်လေးကိုပေးလိုက်ပါတယ်။သမီးဖြစ်သူကသူ့အတွက်ကဏ္ဍပေါက်ဆက်ပါမလားဘူးလားလို့မေးပြီးစိတ်ကောက်သွားချိန်အခုဖြစ်သူကလိုက်ပြီးချော့ကအတူတူဖို့ပြောလိုက်ပါတယ်။ဦးလေးဖြစ်သူရောက်လာပြီးမိသားအတွက်ကြောင်စုံစမ်းထားပြီးပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါသမီးဖြစ်သူကသမီးကရောအဲ့ဒီလိုကြောင်သွားမတက်ရဘူးလားလို့မေးတဲ့အခါဖခင်ဖြစ်သူကမင်းကိုအကောက်ခွန်ရရှိဖြစ်ရင်မင်းကအကောက်ခွန်ရရှိညီမဖြစ်လာမှာပေါ့လို့ပြောလိုက်တဲ့အခါမကြည်နဲ့ဖဲထွက်သွားပါတယ်။ညရောက်တဲ့အခါမှာမိခင်ကရှင်သမီးကငိုပြီးအိတ်သွားတယ်။သူ့ကိုရောတက်ခိုင်းလို့ရောမရဘူးလားလို့မေးတော့ယောက်ျားဖြစ်သူကငါကနှစ်ယောက်လုံးကိုထားခြင်းပဲမဲ့ငါတို့ကတက်နိုင်တဲ့အခြေအနေမှာမရှိတာကြောင့်တယောက်ကိုပဲထားနိုင်မယ်ဖြစ်ကြောင်းပြောနေပါတယ်။နောက်တစ်နေ့ကျောင်းစာသင်ခန်းမှာဆရာကလူတိုင်းမှာဘန်းနိုင်ရှိရမှာဖြစ်ကြောင်းနဲ့ဘန်းနိုင်ရှိမှသာအောင်မြင်နိုင်မှာဖြစ်ကြောင်းပြောနေပြီးကျောင်းသားတယောက်ချင်းစီတိုင်းကိုလိုက်လံမေးနေခဲ့ပါတယ်။အားလုံးကဆရာဝန်အင်ဂျင်နီယာဖြစ်ချင်ကြောင်းပြောနေပေမဲ့ကာတစ်ကတော့ကျွန်တော်ညီမလေးကိုအကောက်ခွန်ရရှိဖြစ်အောင်လုပ်ပေးချင်တာကကျွန်တော်ရဲ့ဘန်းနိုင်ဖြစ်ကြောင်းလို့ပြောလိုက်ပါတယ်။ထိုအခါတရန်လုံးကဝိုင်းလောင်ခဲ့ကြပါတယ်။ Silence. နောက်တစ်ရက်ကာတစ်အမတ်တွေရမ်းကြလာလို့ကာတစ်ကိုအဖေဖြစ်သူကစူပူပြီးသမီးဖြစ်သူကိုအကောက်ခွန်ရရှိဖြစ်အောင်လုပ်ပေးမယ်လို့ပြောလိုက်တဲ့အခါကာတစ်တယောက်ပြုံးသွားပါတယ်။အဲ့ဒီလိုပြုံးသွားတာကိုဦးလေးဖြစ်သူကမြင်ပြီးမင်းခုနကမိဖေရိုက်တာဝမ်းမနေဘူးလားလို့မေးတဲ့အခါကာတစ်ကဝမ်းနေတာပေါ့လို့ဖြေလိုက်ပါတယ်။ဦးလေးဖြစ်သူကဒါဆိုမင်းဘာလို့ပြုံးလိုက်တာလဲလို့မေးတော့ကျွန်တော်ညီမလေးကအကောက်ခွန်အရာရှိရမ်းဖြစ်ချင်နေတာအဖေကလည်းတယောက်ပဲထားနိုင်တယ်ကျွန်တော်အမတ်တွေကြာသွားရင်ကျွန်တော်ညီမလေးကိုဒီကြပေါက်ထားမှသိလို့လုံလိုက်ရတာဖြစ်ကြောင်းနဲ့ဖခင်ကိုပြန်မပြောဖို့ပြောနေခဲ့ပါတယ်နောက်တစ်ခါမှတော့ညီမလေးဖြစ်သူကြောင်းကပေါ်တက်သွားတာကိုလက်ပြနှုတ်ဆက်နေရင်းနဲ့ဖခင်ဖြစ်သူကမင်းလက်ပြတာတော့မင်းသာကြိုးစားရင်ဒီလိုပဲတက်ရမှာကိုခုတော့အသုံးကိုမကြဘူးလို့ပြောဆိုပြီးထွက်သွားခဲ့ပါတယ်ဦးလေးဖြစ်သူကတော့ကာတစ်ကိုကြည့်ကလူတွေအားလုံးကကိုယ့်ရဲ့ဘန်းနိုင်နောက်ကိုပဲလိုက်နေကြတာဖြစ်ပြီးတချို့တလီကပဲနောက်ွယ်ကပဲရက်တီပေးနိုင်ကြတာလို့ပြောခဲ့ပါတယ်ပြီးတော့မင်းကဘသူမှလက်လန်းမမီတဲ့နေရာကိုရောက်လိမ့်မယ်ပြီးတော့မင်းကိုကြည့်ပြီးမင်းအဖေဂုံယူရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ရက်လာနှစ်တွေကုန်လာပြီးရီယာဆိုတဲ့မြို့သမီးတစ်ယောက်ကအိမ်တော်ပဲရွေးဖို့ဟိုတယ်တစ်ခုကိုရောက်လာခဲ့ပါတယ်သူမကရဲတွေကိုအရန်သဘောကျတာဖြစ်ပြီးအခုတွေ့နေတဲ့လူကိုလည်းရဲဌာနကိုဘာလို့ဝင်တာလဲတော့ဘလို့ရည်ရွယ်ချက်နဲ့ဝင်တာလဲလို့မေးနေချိန်မင်္ဂလာပွဲတစ်ခုကိုနှောက်ယှက်နေတဲ့လူသူကသတို့သမီးကိုဖမ်းခေါ်လာပါတယ်ဒီအချိန်မှာပဲကာတစ်ကရဲဝတ်စုံနဲ့ရောက်လာပြီးမင်းကမိန်းကလေးเจ้าတစ်เจ้าကမိန်းကလေးတွေကိုအစ်စ်နဲ့ပတ်မယ်လို့ချင်းချောက်လိုက်ကြတဲ့ကစောင့်ကြည့်နေကြတာအခုတော့မိပြီဆိုပြီးဟာဘာနဲ့ပြောလိုက်တာပါပြီးတော့လက်ထပ်ပေးမဲ့ဖုန်းကြီးကိုလက်ထပ်ဖို့အချိန်ဘယ်လောက်လိုသေးလဲမေးတဲ့အချိန်9မိနစ်လို့ပြောလိုက်တာကြောင့်2မိနစ်နဲ့အပြီးနေထုတ်ပေးမယ်လို့ပြောလိုက်ကစတင်တိုက်ခိုက်ပါတော့တယ်အထာသာတိုက်ခိုက်နေတဲ့ကာတစ်ကိုရီယာကအမှတ်တမ်းတင်နေခဲ့ပါတယ်။ကာတစ်ကတကယ်ရဲစစ်ဟုတ်မနေပဲရုပ်ရှင်ရိုက်ကူးရေးမှာစတန်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ရဲအခန်းကနေစတန်ပြခွက်ရိုက်ရမှာဖြစ်တာကြောင့်ရဲဝတ်စုံဝတ်ထားပြီးတငယ်ချင်းတယောက်ကသူ့ညီမကိုနှောက်ယှက်နေလို့ဆုံးမခံခဲ့လို့သာတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ထို့လို့သူကခုနှစ်ရက်ရိုက်ကူးရမယ့်စင်းကို4ရက်နဲ့ပြီးအောင်ရိုက်ကူးနိုင်တာကြောင့်ကာတစ်တို့စတန်အဖွဲ့ကိုလောက်ကားတွေမကပဲဘောနပ်ပါပေးနေခဲ့ပါတယ်။ကာတစ်ကတော့သူ့ညီမအတွက်လက်တော့ဝယ်ဖို့စီစဉ်ခဲ့ပါတယ်။နောက်စားဝယ်ခန်းမှာတော့ဖခင်ဖြစ်သူကကုမ္ပဏီမှာဆူရခဲ့တာကြောင့်တားဖြစ်သူကိုပြောနေခဲ့ပါတယ်။ထိုအချိန်မှာပဲဦးလေးဖြစ်သူကလက်တော့လာဖို့ခဲ့တာကြောင့်ကာတစ်ရဲ့ဖခင်ကအကိုသမီးဖြစ်သူလက်ဆောင်ရသမျှလာဖို့တယ်ငငယ်ကလေးကပဲလို့ပြောနေခဲ့ပြီးသမီးဖြစ်သူကညံကောင်းလို့စုတွေအမြဲတမ်းရခဲ့တာလို့ပြောခဲ့ပါတယ်။ဦးလေးဖြစ်သူနဲ့ညီမဖြစ်သူကတော့ကာတစ်ဝယ်ပေးခဲ့မှသိတာကြောင့်ပြောနေခဲ့ပါတယ်။နောက်တစ်ခါမှတော့ကာတစ်နဲ့သူ့တငယ်ချင်းတို့ကညီမဖြစ်သူအကောက်ခွန်ရရှိဖြစ်ဖို့နှီးပြစင်တဲ့တစ်ခုကိုတက်ရောက်ရမှာဖြစ်တာကြောင့်ကြောက်လက်ခံပေးတဲ့အထွေရဲမှုရဲ့လက်မှတ်ကိုယူဖို့အတွင်းရဲမှုရဲ့အိမ်ကိုသွားရောက်ခဲ့ပါတယ်။အတွင်းရဲမှုနဲ့တွေ့ပေမဲ့တန်းစီနေကြတာ9000ကမပေးနိုင်ဘူးလို့အတွင်းရဲမှုကပြောခဲ့ပါတယ်။ကာတစ်ကဆရာထောက်ကမပေးမချင်းကျွန်တော်မစားမတော့ပဲဆရာအိမ်ရှိမှစောင့်နေပါမယ်ဆရာလို့ပြောခဲ့ပါတယ်ဒီလိုနဲ့တနေ့ကုန်တညလုံးဆောင်ပြီးနောက်တစ်ရက်မနေ့မရောက်တဲ့အခါမှာတော့အတွင်းရမှုရဲ့သားလေးချောင်းပို့ဖို့ကားထဲမှာခဏထားလိုက်ချိန်ကလေးကကားရှိကန်ကိုသွားပြီးကလိလိုက်တဲ့အခါမှာတော့ကားကဆန်နိုးပြီးမောင်းထွက်သွားခဲ့ပါတယ်
ဒီအခြေအနေကိုမြင်တဲ့ကာသစ်ကကားနောက်ကိုပြေးလိုက်ပြီးကားမှန်ကိုခွဲကဟန်ဘရိတ်ကိုဆွဲနိုင်လိုက်ပါတယ်။ဘရိတ်ဆွဲနိုင်လိုက်တာကြောင့်ကားကတပတ်လဲသွားကတခြားမောင်းလာတဲ့ကားတစ်စီးကဝင်တိုက်လိုက်ပေမဲ့ကလီယောကာသစ်ပါရှောင်ထွက်လိုက်နိုင်ပါတယ်။ဒီလိုနဲ့ကာသစ်ရဲ့ညီမလေးကချောင်းဝင်ကြီးကိုရလိုက်ပါတယ်။ဖခင်ဖြစ်သူကသူသမီးတော်တို့ချောင်းဝင်ကြီးရတယ်လို့ပြောပြီးတားဖြစ်သူကာသစ်ကိုတော့ဘာညာညာဆူနေခဲ့ပါတယ်။ကာသစ်ရဲ့တငယ်ချင်းကတော့အသက်နဲ့ရင်ပြီးထောက်ခံချက်တောင်းခဲ့ရတာလို့မိခင်နဲ့ညီမဖြစ်သူလေးကိုပြောလိုက်တဲ့အခါညီမဖြစ်သူကအကိုကိုပြေးဖက်ပါတော့တယ်။နောက်စားဝင်ကမှာတော့ကာသစ်ကသူ့တငယ်ချင်းနေနဲ့ဝိုင်းဖွဲ့စားတောင်းနေချိန်ကာသစ်မင်းရဲဝဲစုံနဲ့တိုက်ခိုက်ထားတဲ့ဗီဒီယိုကောင်မလေးတယောက်ကလိုင်းမော်တင်ထားတယ်တော်တော်ပေါက်နေတယ်ကွာလို့ပြောလိုက်တဲ့အခါကာသစ်ကဘယ်ကောင်မလေးလဲဘာလဲမေးပြီးလိပ်စာရှာခိုင်းကလိုက်သွားခဲ့ပါတယ်လမ်းမှာတော့ဒီလို personal ကိစ္စတွေကိုလိုင်းမော်တင်တာအသက်ကုန်ဆုံးမမယ်ပြောနေပေမဲ့တကယ်လဲရီယာကိုတွေ့တဲ့အခါမှာတော့ငေးကြောင်နေခဲ့ပါတယ်နောက်တစ်ခါမှာတော့ရီယာနဲ့သူ့တငယ်ချင်းတို့ကတရားမဝင်အရက်ချက်ဆက်ယုံတဲ့ဝင်လာပြီးမှတ်တမ်းတွေကကာသစ်ကိုလှမ်းခေါ်နေခဲ့ပါတယ်။ကာသစ်ကအန်ရယ်များတာကြောင့်ထွက်လာဖို့ပြောပေမဲ့ရီယာကလူတွေမြင်သွားပြီဖြစ်ကြောင်းပြောကဖုံးချလိုက်ပါတယ်။ကာသစ်ကမနေနိုင်တော့ပဲဆက်ယုံကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့တိုက်ခိုက်နေချိန်ရီယာကရဲတွေကိုဖုံးခေါ်လိုက်ပါတယ်။ရဲတွေရောက်လာတဲ့အခါရဲမှုကကာသစ်တို့စတန်ဖွဲ့ကမာစတာဆိုတဲ့လူနဲ့အတော်လေးစင်တူနေတာကိုကာသစ်တွေ့တဲ့အခါမာစတာလို့ထင်လိုက်ပေမဲ့ဟုတ်မနေခဲ့တာကြောင့်ကာသစ်ကဖြည်းဖြန်းပြီးထွက်လာခဲ့ပါတယ်။ဒါကိုရီယာကအင်တာဗျူးတွေဘာလို့မဖြေတာလဲမေးနေတော့ငါကလက်ဝက်စုံစမ်းရေးဘက်ကမို့လူသိကာလို့မဖြစ်ဘူးဆိုကလိန်ပြောခဲ့ပါတယ်။ဒီလိုလိန်ပြောလိုက်တာတောင်မှရီယာကတော့ပိုလို့တောင်သဘောကျနေခဲ့ပါတယ်။နောက်ရက်အင်တာဗျူးဖြေတဲ့ရဲကိုတရားမဝင်အရက်ဆက်ယုံရဲ့ပိုင်ရင်ဖြစ်တဲ့ဒီပါဆိုတဲ့လူကစူပူချင်းမောင်းနေခဲ့ပါတယ်။နောက်ပြီးရဲအရာရှိချုပ်တယောက်ရောက်လာပြီးမင်းဆက်ယုံကိုလှုပ်သွားတဲ့သူကိုခိုးရီရှာမလီသေးချောင်းနဲ့ဒီယံမှုကိုမင်းနဲ့မပတ်သက်အောင်လုပ်ပေးထားမှာမို့စေးအေးနေဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကာသစ်ရဲ့ဦးလေးဖြစ်သူကတားဖြစ်သူရဘီပြန်မလာလို့ပြောနေခဲ့ပါတယ်။ဒီအချိန်မှာကာသစ်ရဲ့ဖခင်တတိမိသားစုကကာသစ်ရဲ့ညီမဖြစ်သူကိုသူတို့သမီးရဲ့အနေနဲ့လက်ထပ်ပေးစေလိုချောင်းလာအောင်ချောင်းလန်းကသဘောတူညီမှုရရှိခဲ့တာကြောင့်နှစ်ဖက်မိဘအားလုံးပျော်ရွှင်နေခဲ့ကြပါတယ်။ကာသစ်ကရမ်းမလို့ချင်တော့ကြောင်ရီယာကိုပြောပေမဲ့လက်မခံတာကြောင့်ဒီတိုင်းဆက်ပြီးဟန်ဆောင်နေခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ရီယာကိုလူမိုက်တစုကဖမ်းခေါ်ကသူတို့ရဲ့ပိုက်ဆံတူထုတ်လုပ်တဲ့စက်ရုံကိုခေါ်သွားခဲ့ပါတယ်။ပါလာတဲ့ရီယာကတော့လူမိုက်တယောက်ရဲ့ဖုန်းကိုနှိုက်ယူလိုက်ကကာသစ်စီကိုဖုန်းဆက်ခေါ်လိုက်ပါတယ်။ကာသစ်ရောက်လာခဲ့ပြီးရီယာကိုခေါ်ကဝင်ရောက်လာခဲ့ပါတယ်။နောက်ပြီးလူဆိုးတွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ရဲတွေရောမီဒီယာတွေရောရောက်လာခဲ့တာကြောင့်ကာသစ်ကရှောင်ထွက်ခဲ့သလိုကာသစ်မသိလိုက်တာကသူ့ကိုရဘီလည်းအဲ့ဒီပိုက်ဆံတူထုတ်လုပ်တဲ့စက်ရုံမှာဖမ်းခံထားရတယ်ဆိုတာပါပဲဒီဘက်ကတော့ဒေါသရမ်းထွက်နေတာဖြစ်ပြီးအင်တာဗျူးဖြေခဲ့တဲ့ရဲကိုပဲစူပူနေုံသာတက်တိုင်ခဲ့ပါတယ်ရဲအရာရှိချုပ်ကထပ်မံရောက်လာခဲ့ပြီးဒီဘက်မင်းနောက်တစ်ပတ်ဆိုရင် Grand Valley အမှုတရားစီရင်ရမယ်နေပဲအဲ့ဒီအမှုကိုခိုင်တဲ့တရားသူကြီးကငါဘယ်လိုပဲချင်းကပ်ပေမဲ့သူကအရန်ကောင်းပါတယ်လို့ပြောလိုက်ပါတယ်နောက်ဆက်ဝင်ကမှာတော့ကာသစ်ရဲ့ညီမနဲ့တငယ်ချင်းတွေကဆောင်းဝဲသွားပြေဖို့လုပ်နေကြတာကိုတွေ့ရမှာပါနောက်ခါမှာတော့ဒီဘက်ကသူတို့ကိုမကူညီခဲ့တဲ့တရားသူကြီးကိုချိန်ချောက်ဖို့မိန်းကလေးလေးယောက်ကိုမိုးရည်ဆွေထိုးပြီးအမှုစဉ်ဖမ်းကခမရသမီးကိုမိုးရည်ဆွေအမှုနဲ့ဖမ်းထားတယ်လို့ချိန်ချောက်လိုက်တာကြောင့်တရားသူကြီးကရဲစခန်းကိုလိုက်သွားခဲ့ပါတယ်။သူသမီးမပါပေမဲ့တရားသူကြီးကဒီဘက်ကိုကူညီမဲ့ပြောကမိန်းကလေးတွေကိုလွတ်ပေးလိုက်ပါတယ်။တိုက်ဆိုင်စွာပဲကာသစ်ရဲ့ညီမဖြစ်သူကလည်းထိုအမှုထဲပါနေခဲ့တာဖြစ်ပါတယ်။အိမ်ကိုပြန်လာတဲ့ညီမဖြစ်သူကိုကာသစ်ကတတိထားနေခဲ့ပါတယ်။ကာသစ်ရဲ့ညီမလေးကတော့ရဲစခန်းမှာအမှုမှတ်တမ်းရှိတဲ့သူကအကောက်ခွန်ရရှိမဖြစ်နိုင်တာကြောင့်စိုးရိမ်ကကိုကျိုးသွဲချသေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအချိန်မှာကာသစ်ကရောက်လာပြီးမင်းကဒီလိုထွက်သွားမယ်ဆိုရင်မင်းမရှိဘဲနဲ့ငါတို့ကရောဘလို့အသက်ဆက်ရှင်ရမှာလဲလို့ပြောကအကျိုးအကြောင်းကိုမေးလိုက်ပါတော့တယ်။အကြောင်းစုံသိပြီးတဲ့နောက်မှာတော့ကာသစ်ကဒီဘာတို့အုပ်စုဖွဲ့တဲ့နေရာကိုရောက်လာပြီးမိန်းကလေးတွေကိုပဲအနိုင်ကျင့်ရတာလားငညံ့ကောင်တွေကြောက်ကြချင်းရှင်ကြီးစမ်းပါလို့ပြောလိုက်ပါတယ်ပြီးတော့အမိုက်စားတိုက်ခွက်တွေနဲ့ဒီပါရဲ့တပည့်တွေကိုတယောက်ပြီးတယောက်တိုက်ခိုက်ခဲ့ပြီးဒီပါနဲ့တိုက်ခိုက်ပါတော့တယ်အားရအောင်ထိုးနေပြီးမှသူညီမတို့ကိုပြုလုပ်ခဲ့တဲ့မှတ်တမ်းတွေကိုကူးယူပြီးရဲစခန်းကိုရောက်လာခဲ့ပါတယ်ကာသစ်ကစခန်းကိုရောက်တဲ့အခါမှာဒီလူကပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့သူညီမတို့အမှုကိုရုပ်သိမ်းပေးဖို့ပြောလိုက်ပါတယ်ကာသစ်တို့အိမ်မှာတော့ညီမဖြစ်သူရဲ့စိတ်ဆက်ပွဲကျင်းပဖို့စီစဉ်နေကြပါတယ်။တစ်ဖက်မှာတော့တားဖြစ်သူဒီပါကိုမဝင်သွားတာကိုလာရောက်ကြည့်ရှုနေတာကဒီပါရဲ့ဖခင်ရင်ဖြစ်တဲ့ဂျေဂျေပဲဖြစ်ပါတယ်။ဂျေဂျေဆိုတာကကာသစ်ဖခင်ရဲ့အလုပ်ရှင်ဖြစ်တယ်လို့မကြသေးခင်ကပဲကာသစ်ညီမနဲ့စိတ်သက်ခဲ့တဲ့သူရဲ့ဖခင်လည်းဖြစ်ပါတယ်။ရီယာကကာသစ်ကိုသူ့ဖခင်နဲ့တွေ့ဆုံမှုအိမ်ကိုခေါ်ခဲ့ပါတယ်။
ကာသစ်ကအတင်းချင်းခဲ့ပေမဲ့မရတာကြောင့်ရီယာရဲ့ဖခင်ဖြစ်သူနဲ့တွေ့ခဲ့ရပါတယ်။ရီယာရဲ့ဖခင်ကနိုင်ငံတကာစုံစမ်းရေးအရာရှိဗီဒါကြီးပဲဖြစ်ပါတယ်။ကာသစ်ကရီယာရဲ့ဖခင်ဖြစ်သူကိုတော့အမှန်တိုင်းပြောခဲ့ပေမဲ့ရီယာရဲ့ဖခင်ဖြစ်သူကအားလုံးသိနေကြောင်းနဲ့မင်းကိုတာဝန်တချို့ပေးစရာရှိတာကြောင့်သမီးဖြစ်သူကိုအမှန်တိုင်းပြောစရာမလိုအပ်သေးကြောင်းပြောလိုက်ပါတယ်။မင်းရဲ့ဖခင်အလုပ်လုပ်နေတဲ့ကုမ္ပဏီကိုဝင်ရမယ်။အခုအဲ့ဒီကုမ္ပဏီပိုင်ရှင်ဂျေဂျေကတရားဝင်လုပ်ငန်းတွေလုပ်နေပေမဲ့သူ့ရဲ့အရင်အိမ်ထောင်နဲ့ရထားတဲ့သားဖြစ်သူနဲ့ပေါင်းပြီးမကောင်းတဲ့လုပ်ငန်းတွေရာဇဝတ်မှုတွေလုပ်နေတာအခုအိမ်ထောင်ကသူ့ရဲ့တထေသမီးကိုလက်ထပ်ထားတာသူ့မှာအိမ်ထောင်ရှိမှမသိတဲ့တထေကသူသမီးသားတဲ့ရောက်နဲ့နေရတာမကြည့်ရတာနဲ့ဂျေဂျေနဲ့လက်ထပ်ပေးခဲ့တာသူကအရာအလုံးကိုဖုံးခဲ့တာလို့တည်တည်ချာချာရှင်းပြလိုက်ပါတယ်ကာသစ်ကဒါဆိုကျွန်တော်ကသူတို့အလုံးမှာဝင်ပြီးသူ့ရဲ့မိန်းမဖြစ်သူကိုသာဂျေဂျေမှာအိမ်တော်ရှိချောင်းသက်တည်ပြနိုင်ရင်ကိစ္စတော်တော်များများရှင်းသွားမှာပဲလို့ပြောကသူလှုပ်ဆောင်ပေးမယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်ပြီးတော့ကာသစ်ကဖခင်ဖြစ်သူကိုအပူကအလုတ်ဝင်လို့ချောင်းပြောခဲ့ပါတယ်ဖခင်ဖြစ်သူကတော့သူ့သားကိုတတိဖြစ်သူဂျေဂျေစီခေါ်သွားကအလုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီရက်ကဂျေဂျေနဲ့သူ့ရဲ့ဇနီးတို့ကလက်ထောက်အတွင်းရေးမှုအနေနဲ့ခန့်လိုက်ပါတယ်ကာသစ်ကတော့နောက်ထပ်ခြေလမ်းအနေနဲ့သူတို့စတန့်အဖွဲ့ကလူတစ်ယောက်ကိုဂျီဂျီနဲ့သူ့ရဲ့အရင်မိန်းမတို့လမ်းလျှောက်နေတာကိုသွားပြီးနှောက်ယှက်ကကာသစ်တို့ကတော့ဓာတ်ပုံရအောင်ရိုက်ကူးပြီးမဂ္ဂဇင်းထဲရအောင်ထည့်ခဲ့ပါတယ်ပြီးတော့တရားဝင်မိန်းမဖြစ်သူကိုသိအောင်လုပ်ပါတော့တယ်ကာသစ်တို့အဖွဲ့ကလူတွေကလည်းမီဒီယာမျိုးစုံဟန်ဆောင်ကတန်တရားပုံများအောင်ဖုန်းတွေစက်တိုက်ဆက်ကဖြည့်ရှင်းခိုင်းပါတော့တယ်ကာသစ်ကလည်းဂျေဂျေကိုကျွန်တော်အကြံဉာဏ်ပေးကြည့်မယ်ဆရာကတော့ကလည်းအတော်လေးကိုမယုံကြည်ဖြစ်နေတာဆရာဖေကလူနှစ်ယောက်ကိုတကယ်လင်မယားတယ်လို့ဟန်ဆောင်ခိုင်းလိုက်ပါလားအဲ့ဒါဆိုရင်ဆရာကတော့လည်းယုံမယ်ဆရာလည်းနိုင်ငံရေးလုပ်တဲ့အခါပို့ပြီးလူရိယုံကြည်မှုရသွားတာပေါ့လို့ပြောလိုက်ပါတယ်အစာပိုင်းမှာဂျေဂျေကစဉ်းစားနေပေမဲ့ရွေးချယ်ဆရာမရှိတဲ့ဆုံးမှာတော့လက်ခံလိုက်ရပါတယ်ကာသစ်ကိုယုံကြည်သွားကမင်းကြည့်ပြီးစီစဉ်ပေးပါဒါပေမဲ့ငါအမြဲဆောင်ကြည့်လို့ရအောင်ကင်မရာတထားပေးရမယ်လို့ပြောဆိုလိုက်ပါတယ်။ရဲရရှိကဂျေဂျီတို့ကုမ္ပဏီကိုလာတဲ့အချိန်ကာသစ်ကိုတွေ့ပြီးဂျေဂျီမင်းသားကိုတိုက်ခိုက်သွားတဲ့ရဲကအကောင်မဲလို့ပြောလိုက်ပါတယ်။ဒီအခါဂျေဂျီကကာသစ်ဖခင်ကိုခေါ်ကမင်းရဲ့သားကရဲလာလို့မေးလိုက်ပါတယ်။အထက်တန်းတော်မအောင်လို့ကျွန်တော်သားကစတန်မင်းသားဝင်လုံနေတာပါဆရာရဲ့။သူကဘလို့ရဲပြစ်နိုင်ပါလဲလို့ပြောရင်းဒါပေမဲ့ကျွန်တော်သားနဲ့ရုပ်စင်တဲ့ရဲတယောက်တွေ့ဘူးတဲ့သူ့မှာကောင်းမလေးရှိပြီးတော့ဟင်းဒီလိုလည်းပြောတတ်တဲ့ဆရာလို့ပြောလိုက်ပါတယ်ကျွန်တော်သားကဟင်းဒီလိုနားမလည်ပါဘူးလို့လည်းပြောလိုက်ပါတယ်တတိရှိတဲ့ရဲအရာရှိကတော့တေချာအောင်သူ့ရဲ့ဟာကသမားကိုရှာခိုင်းလိုက်တဲ့အခါမှာတော့တကယ်ပဲရဲအရာရှိတယောက်အနေနဲ့တွေ့ခဲ့ရပါတယ်ဒါကတော့ခါသစ်ကဒီလိုတွေဖြစ်နိုင်တာကြောင့်ရီဟာရဲ့ဖခင်ဖြစ်သူကိုကြိုတင်စီစီခိုင်းခဲ့တာဖြစ်ပါတယ်ဂျီဂျီကတော့အရင်မိန်းမဖြစ်သူကိုအခြားတစ်ယောက်နဲ့လင်မယားအဖြစ်တရုပ်ဆောင်ဖို့ကြောက်ပြနေခဲ့တာပါအရင်မိန်းမဖြစ်သူကညင်းတဲ့အခါမှာတော့ငါကမင်းတို့အတွက်တွေးပြီးလုပ်နေတာပါငါမိမရဲ့အဖေကသူ့ရဲ့အဓိကရှယ်ယာတွေကိုသူ့ပြေရာဟုစီကိုပဲလွှဲခဲ့တာသူလက်ထပ်မဲ့အချိန်ထိငါ့ကိုစောက်ရှောက်ဖို့ပဲပြောခဲ့တာပြီးရင်သူ့စီအကုန်လွှဲရမှာငါကခွေးသားနဲ့စောက်ရှောက်ရုံပဲရှိခဲ့တာဒါကြောင့်ရာဟုလက်ထပ်ပြီးတာနဲ့တမိသားစုလုံးအစည်းတန်းနဲ့တေအောင်လုံးလိုက်မှဖြစ်ကြောင်းသူ့ရဲ့အရင်မိမကိုရှင်းပြနေခဲ့ပါတယ်နောက်ပြီးတော့အထက်တန်းလာကမိသားစုနဲ့အိမ်ထောင်ကြရင်ထုံစမ်းစစ်ဆေးမှုတွေရှိနေအောင်မှာလူလက်တန်းစားတွေကတော့သူတို့ရဲ့ကံလို့တတ်မှတ်လိုက်မှဒါကြောင့်ဝန်ထမ်းသမီးကိုပဲရွေးလိုက်တာလို့ပြောလိုက်တဲ့အခါမိမဖြစ်သူကလည်းလက်ခံခဲ့ပါတယ်။ကာတစ်တို့ကတော့သူ့ရဲ့စတန်အဖွဲ့ကလူတွေနဲ့ပေါင်းပြီးဂျေဂျေကိုစိတ်တူလာအောင်ဆွနိုင်ခဲ့ပါတယ်။တငယ်ချင်းတယောက်ကိုဗေဒီဆရာအဖြစ်တရုတ်ဆောင်ခိုင်းခဲ့ကဂျေဂျေရဲ့မိမဖြစ်သူကိုလည်းစမ်းသပ်စေခဲ့ပါတယ်။ပြီးတော့တရုတ်ဆောင်နေချိန်မှာပဲမင်းရဲ့မိမကနောက်တစ်ယောက်နဲ့ဖောက်ပြန်နေကြောင်းပြောလိုက်ပါတယ်တရုတ်ဆောင်တာအရန်တော်ကြတဲ့ခါတစ်ရဲ့တငယ်ချင်းတွေကဂျေဂျေရဲ့မိမကိုရိုက်ပါတော့တယ်ဂျေဂျေတယောက်ကင်မရာကကြည့်နေပေမဲ့စိတ်မထိန်နိုင်တော့ပဲသူမိမဖြစ်ကြောင်းပြောကခါတစ်ရဲ့တငယ်ချင်းတွေကိုပြစ်တတ်မယ်လုပ်နေချိန်တရားဝင်မိမဖြစ်သူကရောက်လာကတွေ့သွားခဲ့ပါတယ်ပြီးတော့ရာဟုမင်္ဂလာဆောင်ပြီးရင်ကုမ္ပဏီယာရုနေရာကရောဥပဒေကောင်စီကရောအရွေးခံထားတာကိုပါနှုတ်ထွက်ရမယ်လို့ပြောလိုက်ခဲ့တာပါနောက်ရက်မင်္ဂလာဆောင်ပြီးကာတစ်ကသူ့ကိုရပြီးတတိယလာလို့တွားပြီးတွေ့ခဲ့ပါတယ်။ရီယာရဲ့ဖခင်ကဟာကာသမားကိုဖမ်းမိလို့ရဲရာရှိချုပ်ကိုလည်းဖမ်းမိထားပြီးဂရန်ဘဲလေးလူသားမှုဖြစ်စဉ်ကိုလည်းအားလုံးသိရပြီးဂျေဂျေရဲ့သားဒီပါတို့ပိုင်နဲ့မူရစ်စစ်ဆက်ရုံကဝန်ထမ်းကတက်တင်တဲ့တကွမူရစ်စေဝါထိန်းချုပ်ရေးဖိုးအဖွဲ့ကိုတိုင်ကြားဖို့လာခဲ့တာဒေလီကအရာရှိကလက်ခံခဲ့ပေမဲ့အကြမ်းဖက်သမားတယောက်ကတတ်ခဲ့တဲ့ပုံစံနဲ့လုပ်ခဲ့တာလို့ပြောပြလိုက်ပါတယ်။ဟိုတယ်မှာအလုပ်လုပ်ခဲ့တဲ့ကောင်လေးကတက်တီကိုရှာ
တွေပြီးရာဘီကိုပေးလိုက်တယ်မင်းအကိုရာဘီကတက်တည်ရခဲ့တာမို့ခုလိုဖြစ်သွားခဲ့တာမင်းအကိုလည်းသတိရလာပြီဖြစ်လို့မင်းတာဝန်ပြီးဆုံးပြီလို့ပြောခဲ့ပါတယ်နောက်ပြီးရီယာရဲ့အဖေကငါရဲ့သမီးကိုမင်းရမ်းမို့အကြောင်းပြောဖို့လိုတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဒီဘက်ကလည်းသတိပြန်ရလာခဲ့ပါတယ်ရီယာကိုတော့ကာသစ်ရဲ့တငယ်ချင်းကဖုံးဆက်ပြီးကာသစ်ဆေးရုံရောက်နေတာလူမိုက်တစ်ဖက်ကတနက်နဲ့ဖြစ်လိုက်လို့ခံလိုက်ရတာသူ့ရဲ့ခြေနေအရန်ဆိုးရင်ရတယ်လို့ရှောက်ပြောလိုက်ပါတယ်ရီယာကတော့သူကစတန်မင်းသားလုပ်မယ်လို့ပြောခဲ့တော့ကကျမရင်းခဲ့တာကျမမှားသွားပြီလို့ပြောကငိုနေချိန်ကာသစ်ကရောက်လာခဲ့တာကြောင့်ရီယာတယောက်နားလည်သွားပါတယ်ပြီးတော့ကျမရှင်းကိုချစ်တာကရှေ့ရဲ့အလုပ်ကြောင့်မဟုတ်ပဲပြောကတင်းတင်းကြပ်ကြပ်ဖက်ခဲ့ပါတယ်ဂျေဂျေကရီယာရဲ့ဖခင်ကိုလည်းလှုပ်ချံကကာသစ်ကိုလည်းဖမ်းနိုင်ခဲ့ပါတယ်ပြီးတော့ဒီပကိုယ်တိုင်ကာသစ်ကိုပြစ်စားလိုက်ပါတယ်ပြီးတော့မြေထွက်လွတ်ပြစ်လိုက်ပါတယ်နောက်ဆက်ဝယ်ကားမှာတော့ဒီပါတို့အဖွဲကသူ့ဖခင်ဂျေဂျေရဲ့မိန်းမဖြစ်သူသားဖြစ်သူနောက်ပြီးသားဖြစ်သူရဲ့ဇနီးတို့ကိုကားမအောင်ပြုလုပ်လိုက်ပြီးတင်မောတစ်ခုပေါ်ကိုခေါ်ဆောင်လာခဲ့ပါတယ်ပြီးတော့ဂျေဂျေရဲ့သားဖြစ်သူဒီပါကခင်ဗျားတို့ကျွန်တော်ဘာတူလဲသိလားခင်ဗျားတို့ကြောင့်ကျွန်တော်နဲ့ကျွန်တော်အဖေအတူမနေရတာ25နှစ်တောင်ကြာခဲ့ရတာခုတော့ခင်ဗျားတို့ကိုတပ်ပြီးခင်ဗျားတို့ပိုင်ဆိုင်တာတွေကိုကျုပ်ကအေးဆေးဆေးအပိုင်သိမ်းလိုက်ရုံပဲလို့ပြောကတပ်ဖို့လုပ်ပါတော့တယ်ဒီအချိန်မှာကာသစ်ကရောက်လာခဲ့တာကြောင့်ဒီဘက်ကမင်းအသက်ရှင်သေးတာလားလို့အန်ဩကမေးခဲ့ပါတယ်ကာသစ်ကမင်းကိုယ်တိုင်ပြစ်တတ်ခဲ့တဲ့လူကအသက်ရှင်နေလို့အန်ဩသွားလားငါတို့ကစတန်မင်းသားတွေလေဒီလောက်ကတော့လှည့်စားနိုင်ပါတယ်လို့ပြောကမင်းပြစ်ခဲ့တဲ့တနတ်ထဲကိုကြည်ရတုတွေထဲခဲ့တာပြီးတော့ငါကဓာတ်ယူသွားပြီးမြစ်ထဲမှာခွဲထွက်ပြီးတက်လာခဲ့တယ်လို့အားလုံးကိုပြောပြခဲ့ပါတယ်ပြီးတော့တယောက်နဲ့တယောက်ပြစ်ခတ်တိုက်ခတ်ခဲ့ကြပါတယ်ကာသစ်တို့ကစပီးပုံနဲ့စိတ်ကန်းကိုရောက်အောင်သွားနိုင်ခဲ့ပြီးထပ်မံတိုက်ခတ်ခဲ့ကြကနောက်ဆုံးမှာတော့ဒီဘက်ကကိုဒိန်နာနဲ့တိုက်မိကသေဆုံးသွားခဲ့ပါတယ်ကာသစ်ကဂျေဂျေကိုခေါ်ကသူ့ရဲ့မိသားစုဆုံးသွားပြီဖြစ်ကြောင်းပြောကဂျေဂျေကိုလာခဲ့ဖို့ပြောခဲ့ပါတယ်ဂျေဂျေကရောက်လာပြီးအလောင်းတွေကိုကြည့်ဖို့ဖွင့်ခိုင်းလိုက်တဲ့အခါသူ့သားနဲ့နောက်လိုက်တွေဖြစ်နေခဲ့တာကြောင့်အတော်လေးထိတ်လန့်သွားခဲ့ပါတယ်ဒီအချိန်တရားဝင်မိန်းမဖြစ်သူကလည်းရှင်သားကရှင်အမကြောင့်တည်သားရတာကျမလည်းရှင်းလို့လူရဲ့မိန်းမဖြစ်ခဲ့ရတာကိုအရန်ယွန်းတယ်လို့ပြောကထွက်သွားခဲ့ပါတယ်ဒါတော့အမှတ်မရှိတဲ့ဂျေဂျေကတော့ကာသစ်ရဲ့ဖခင်နဲ့ကာသစ်ရဲ့ကောင်မလေးကိုတပြိုင်နက်ဖမ်းကကာသစ်ရဲ့ဖခင်ကိုဓာတ်နဲ့ထိုးပြီးမင်းအဖေကိုကယ်ဖို့ဆေးရုံကိုသွားနိုင်မလားဒါမှမဟုတ်ကောင်မလေးကိုကယ်နိုင်မလားဆိုပြီးကာသစ်ကိုရွေးချယ်ခိုင်းခဲ့တာပါကာသစ်ကတော့သူ့ရဲ့ဖခင်ကိုသူကိုယ်တိုင်ဆေးရုံကိုပို့လိုက်ပြီးကောင်မလေးကိုတော့သူ့ကိုစတက်သေးပေးတဲ့ဆရာကိုကူညီတောင်းလိုက်ပါတယ်ဂျေဂျေကိုတော့နိုင်ငံပြေပကိုထွက်ဖို့ကြိုးစားနေချိန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတော့တယ်နောက်ဆက်ဝင်ကမ်းမှာတော့ကာသစ်ညီမလေးရဲ့မွေးနေ့မှာဖခင်ဖြစ်သူကိုမွေးနေ့ကိတ်ခွင့်ဖို့လုပ်နေချိန်ဖခင်ဖြစ်သူကမင်းရဲ့ကိုအရင်ချွေးလိုက်ပါအဖေကသမီးကိုအကောက်ခွန်ရရှိဖြစ်စေခြင်းခဲ့တာသူကဖြစ်အောင်လုပ်ပေးခဲ့တာလို့ပြောပြီးအားလုံးပျော်ရွှင်စွာနဲ့အဆုံးသတ်ထားပါတယ်ဒီဇက်ကားလေးကနေအတူယူနိုင်တာကတော့ကျွန်တော်တို့အားလုံးကကိုယ့်ရဲ့ဘန်းနိုင်ကိုပဲလိုက်နေကြပေမဲ့ကျွန်တော်တို့ရဲ့နောက်မှာကျွန်တော်တို့ကိုကူညီပံ့ပိုးနေကြတဲ့သူကိုတော့မေ့နေတတ်ကြပါတယ်ဒါကြောင့်ကိုအောင်မြင်တဲ့နေရာတစ်ခုရောက်ရင်ကိုကူညီထောက်ပံ့ပေးတဲ့သူကိုမမေ့ဖို့ပြောကြားလိုကြောင်းနဲ့အမှားပြစ်မှုပြုလုပ်ထားရင်ဘယ်သူမှမလွတ်နိုင်ကြောင်းကိုသတိထားစေလိုကြောင်းပြောပြပေးထားပါတယ်အစိုးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင် channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ